ဒုက္ခနဲ့ဒုက္ခဘယ်ဟာကိုရွေးကြမလဲလို့မေးရင်ဒုက္ခကိုရွေးကြမှာပဲဝေဒနာနဲ့အရသာကိုရွေးကြတဲ့န်းဆိုရင်အရသာကိုရွေးကြမှာအပူနဲ့အေးဆိုရင်ရောဘာကိုရွေးမလဲအေးကိုရွေးကြအခါနဲ့အချိုဆိုရင်ဘာကိုရွေးမလဲအချိုကိုရွေးတယ်တကယ်တော့အခါစားပြီးရင်ကတွင်းမှာချိုးလာအချိုစားပြီးရင်ကတွင်းကချင်တယ်သွားပူစားတယ်တကယ်တော့ချိုတဲ့အရာတွေဟာယောဂါကိုရစေပြီးတော့ကခါတဲ့အရာတွေကယောဂါကိုကုပေးတယ်လူရဲ့ဘဝဟာဒုက္ခနဲ့ဒုက္ခရောပြွန်းတဲ့ဘဝဒါကြောင့်မလို့တခြင်းမှာကံကြမ္မာဆိုတာကချိုတလက်ခါတလဲဆိုပြီးတော့ကရေးထားတာရှိဒုက္ခနဲ့ကင်းတဲ့သူမရှိပါဘူးအခက်ခဲမရှိတဲ့သူမရှိပါဘူးဒုက္ခဟာနေရောင်ခြည်နဲ့တူတယ်သူမရှိရင်သစ်သီးတွေရင့်မဲ့လာစရာချိုလာစရာအကြောင်းမရှိပါဘူးဒါကြောင့်ဒုက္ခကိုမြင်တဲ့အမြင်ပြင်ရမှာဖြစ်တယ်ဒုက္ခကိုမြင်တဲ့အမြင်ပြင်လိုက်တာနဲ့အသက်ရှင်တဲ့ဘဝဟာအတိတ်ပဲရှိလားဒုက္ခကိုအတားအဆီးအနေနဲ့မြင်လဲရအထောက်အကူအဖြစ်နဲ့မြင်လဲရခလုတ်တစ်ခုအဖြစ်နဲ့မြင်လို့ရတယ်လို့ခုရုံတစ်ခုအနေနဲ့လဲမြင်လို့ရတောင်နံရံကအဖုအထစ်တွေဟာတောင်တက်သမားတွေအတွက်အတားအဆီးမဟုတ်ဘူးအထက်ကိုရောက်ဖို့အတွက်ကုတ်ဖက်တက်နိုင်တဲ့အထောက်အကူတွေဖြစ်တယ်အကယ်၍နံရံကြီးကပြောင်ချောနေရင်အပေါ်ရောက်ဖို့မဖြစ်နိုင်ဘူးသူတော်သူမြတ်တွေဟာသူတော်စင်တွေဟာဒုက္ခကိုခုတုံလုပ်ပြီးကောင်းကင်တက်သွားကြတယ်ဒုက္ခကိုလေကားအဖြစ်နဲ့အသုံးပြုပြီးတော့ကောင်းကင်ချမ်းသာကိုရောက်ရှိသွားကြတာဖြစ်ဘာကြောင့်လဲဆိုတော့အချစ်ရဲ့ပေဒံဟာဒုက္ခခံခြင်းပဲဖြစ်တယ်မေတ္တာကိုမီတာနဲ့တိုင်းလို့မရဘူးနော်ဝေဒနာနဲ့တိုင်းရတယ်ကျေးဇူးဖုန်းတော်ကြီးဂျွန်ဟာဒန်ကဘာပြောလဲဆိုတော့ we love only to the degree that we are willing to suffer ဒုက္ခကိုခံလို့တဲ့အတိုင်းအတာအထိသာကျွန်ုပ်တို့ချစ်နိုင်ကြတာပါရှင်ယောဟန်အခန်းကြီး15အခန်းငယ်73မှာမိမိမိတ်ဆွေများအတွက်အသက်ဆွန့်တဲ့ချစ်ချင်းလောက်ကြီးမားတဲ့ချစ်ချင်းမရှိဘူးသခင်ခရစ်တော်ကအဲ့ဒါလိုချစ်ချင်းမျိုးနဲ့ကျွန်ုပ်တို့ကိုချစ်တာဖိလိပ္ပိဩဝါဒစာဒီနေ့ကြားရတဲ့စာထဲမှာသူကဖယားဖြစ်တော်လဲဖယားရဲ့ဘုန်းကုံတော်နဲ့ပြည့်ဝတော်လဲအဲ့ဒီဘုန်းကုံတော်ကိုစွန့်ပြီးတော့ကလူအဖြစ်ကိုလာပြီးတော့ယူတယ်လူအဖြစ်တောင်မှယူယုံမကရာဇဝတ်သားပုံစံနဲ့လူသားတွေအပြစ်အတွက်ကားတိုင်းပေါ်မှာအသေးခံသည့်အထိသူ့ကိုယ်သူနှိမ်ချတာအဲ့ဒါဖယားရဲ့ချစ်ချင်းမေတ္တာသူ့ရဲ့သနာကရုဏာနဲ့စေတနာကိုဖော်ပြတဲ့ပြရုပ်ပဲဖြစ်ပါရှင်ယောဟန်ဩဝါဒစာပထမဆောင်ခန်းကြီး4အခန်းငယ်9မှာငါတို့သည်သားတော်အားဖြင့်အသက်ရှင်နိုင်ကြရန်ဖ
ဖရာသခင်သည်မိမိတပါးတည်းသောသားတော်ကိုဤလောကသို့စေလွတ်တော်မူခြင်းအပြင်ဖရာသခင်ချစ်ချင်းမြတ်တာသည်ငါတို့အလယ်၌ပေါ်လွင်ထင်ရှား၏ခန်းကြီးလေးအခန်းငယ်30မှာဆက်ပြောတာကငါတို့ကဖရာသခင်ကိုချစ်လို့မဟုတ်ဘဲဖရာသခင်ကကျွန်ုပ်တို့ကိုချစ်တဲ့အတွက်သားတော်ကိုကျွန်ုပ်တို့အပြစ်များအတွက်အပြစ်ဖြစ်ရာရစ်တော်ဖြစ်ဖို့စေလွတ်တော်မူခြင်းဟာချစ်ချင်းရဲ့သက်သေပဲဖရာကသူ့ရဲ့တပါးတည်းသောသားတော်ကိုစွန့်တယ်သားတော်ကလည်းသူ့ရဲ့ချစ်ချင်းမေတ္တာတော်ကိုဒုက္ခခံခြင်းအသေးခံခြင်းအသက်ကိုစွန့်ခြင်းအပြင်ပြခဲ့တယ်ချစ်ရင်အတူနေခြင်းနဲ့ဒါကြောင့်သားတော်ဖရာလူအဖြစ်ကိုယူပြီးတော့လူသားတွေနဲ့အတူနေတာဖြစ်တယ်ချစ်ရင်ကြွေးခြင်းလေဒါကြောင့်သားတော်ဖရာကသူ့ရဲ့အသွေးအသားကိုပေးစားခဲ့တာကိုရောမြတ်ဆက်ကရမန်တူအဖြစ်ကျွေးမွေးခဲ့တာဖြစ်တယ်ချစ်ရင်အနစ်နာခံတယ်ဒုက္ခခံတယ်ဒါကြောင့်သားတော်ဖရာကဒုက္ခကနေလူသားတွေကိုကယ်ဖို့သူကိုယ်တိုင်ကဒုက္ခခံခဲ့တယ်ချစ်ရင်အသက်ပေးရဲတယ်ဒါကြောင့်ယေရှုခရစ်တော်သခင်ကကားတိုင်းပေါ်မှာသူ့ရဲ့အသက်ကိုစွန့်ပြီးတော့ကသူ့ရဲ့ချစ်ချင်းကိုဖော်ပြခဲ့တယ်ဒါကြောင့်ကားတိုင်းတော်သည်ချစ်ချင်းရဲ့အမှတ်သင်္ကေတဖြစ်တယ်ကားတိုင်းတော်သည်ဖရာသခင်ရဲ့သနာကရုဏာတော်အမှတ်အသားဖြစ်တယ်အကြည်တန်တဲ့ကားတိုင်းကိုလှပစေတာဖရာရဲ့မေတ္တာတော်ခရစ်တော်သခင်ရဲ့ချစ်ခြင်းပဲဖြစ်ပါတယ်ပါဒရီပီယိုကတခါတော့ကပြောခဲ့ဘူးလေသူရဲ့ရုပ်ထုဖို့အရှိနာမှာရှိသူဘာပြောလဲ Yes I love the cross alone I love it because I always see it behind Jesus shoulders ကျွန်ုပ်ဒီကားတိုင်းကိုချစ်ပါ၏ကားတိုင်းတော်ကိုသာချစ်ပါ၏အကြောင်းမှာခရစ်တော်၏ပခုံးများနောက်တွင်ကားတိုင်းတော်ကိုတွေ့ရသောကြောင့်ဖြစ်သည်အဲ့ဒါလို့သူပြောခဲ့သူဟာခရစ်တော်ရဲ့ဒဏ်ရာတော်ကိုရရှိခဲ့တာဖြစ်အသက်ရှင်စဉ်မှာသူ့ရဲ့လက်ပွားနှစ်ခုမှာခရစ်တော်ရဲ့ဒဏ်ရာတော်ကိုရခဲ့ဘာကြောင့်လဲကားတိုင်းတော်အပေါ်မှာသူရဲ့ချစ်ချင်းတရားကြည်ညိုခြင်းများလို့ပဲဖြစ်တယ်နောက်တူခရစ်တော်ရဲ့ဒဏ်ရာရတာကစိန့်ဂျေမာလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်စိန့်ဂျေမာရဲ့ဆုတောင်းမေတ္တာစာအုပ်ဟာကားတိုင်းတော်ပဲသူမဟာကားတိုင်းဘောကခရစ်တော်ကိုနှလုံးအကျွင်းမဲ့ချစ်တဲ့စိတ်ဆန္ဒပြင်းပြခဲ့တဲ့သူဖြစ်တယ်တခါကသူ့ရဲ့အိမ်မှာသူရှိနေတဲ့အချိန်သမင်းစားကမှခရစ်စုကားတိုင်းတော်ကြီးတစ်ခုကိုချိတ်ထားတဲ့အဲ့ဒီသမင်းစားကန်းကိုသူရောက်သွားတဲ့အခါမှာအဲ့ဒီကားတိုင်းတော်ဘောကခရစ်တော်သခင်ရဲ့ဒုက္ခဝေဒနာတော်ခန္ဓာကိုကြည်ပြီးတော့သူစိတ်ထဲမှာဆူတောင်းပြီးစားဖို့တောင်မှွေပြီးတော့ဆူတောင်းရင်းနဲ့သူ့ခန္ဓာကိုယ်ကလေထဲမှာမြောက်တက်သွားပြီးတော့ကားတိုင်းတော်ကိုပွေဖဲပြီးဒဏ်ရာတော်များကိုနမ်းရှုပ်နေမိတာကိုသူသတိထားမိသူမကအဲ့ဒီအချိန်မှာဆူတောင်းဒုက္ခခံရင်ခံရပါစေကိုရောရဲ့နောက်ကိုပဲလိုက်ပြေးရစေကိုရောအတွက်ကျမဒုက္ခခံပါမယ်အဲ့ဒီကားတိုင်းတော်ကသူ့ကိုဆွဲဆောင်တာတကယ် literally နော်တကယ်ကိုပဲ
လက်တွေ့မှာအပေါ်ကိုမြောက်သွားသည့်အထိသူ့ကိုဆွဲဆောင် When I am lifted up I will draw all men to me to myself ငါသည်မြေပေါ်မှမြောက်ထားခြင်းခံရသောအခါလူပေါင်းတို့ကိုငါထံသို့ဆွဲမည်